iPhone 12လေးရှိမယ် iPhone 12 ကလာရှိမယ်နော် battery က93ပါမယ် offline လေးကသူက10သိန်းကျော်ပတ်ချလဲမှာရှိမှာပေါ့နော်သူစီးလေးကအမခံ10ရက်ပေးထားရနော်ဒါလေးရ iPhone 30က300ရှိမယ် battery လဲ90ကျော်ပါမယ်သူစီးလဲ10သိန်းကျော်ပတ်ချလဲပေါ့နော်73သိန်းရှိမယ်ပြီးရင် 128GB အယောင်300လာမယ်လက်ဆောင်အနေနဲ့ကာဘာရဲ့မမကွဲရဲ့အတင်ကျိုးရဲ့အပန်အန်ဒီရဲ့ဖွင့်ပြီးရနော်လို့ရှိရင်12 Pro Max လေးရှိမယ် battery လဲ93ဒါ16သိန်း19သိန်းပတ်ချလဲမှာရှိမယ်သူကကျတော့ 256GB ကာဝယ်လို့ရှိရင်လဲကာဘာအတင်ကျိုးမမကွဲအပန်အန်ဒီဖွင့်ပြီးရနော်ပြီးတော့13 Pro Max ရှိမယ်156GB battery က93ပဲဒါအမခံ10ရက်ပြီးထားအားလုံးကအမခံ10ရက်ပဲနော်